တိတ်တထောင်ပဲသုံးကျင်နဲ့ကားဝင်ထွက်လဲအဆင်ပြေရမယ်။ရက်ွက်အေးချမ်းမဲ့နေရာလေးတွေမှာလည်းဖြစ်ရမယ်။အင်္ဂလိပ်ချန်လေးတွေရနိုင်မလားဆိုတဲ့လူကြီးမင်းများအတွက်ရမ်းများမြင့်ချန်လေးစူးဆောင်မှာတရင်ကြုံမတိုင်မီတိတ်တထောင်အောင်အင်္ဂလိပ်ချန်လေးတွေရနိုင်ပါတယ်။ပထမဆုံးအင်းလေးကစီးပွားရေးလောက်ကင်ခြင်းနဲ့လူကြီးမင်းများအတွက်အသင့်တော်ဆုံးပဲဖြစ်ပါတယ်။ဒီကျဲက39-31ရှိပြီးတော့အင်းလေးကနှလုံးသွဲလေးပဲဖြစ်ပါတယ်။အဲ့ရပြီမှာလည်းမြေပေါ်ပါရှိသေးတာဖြစ်လို့အင်သေးရောင်းခြင်းနဲ့လူကြီးမင်းများအတွက်ကွက်တီပဲနော်။အင်းရှိလန်းကလည်းကားဝင်ထွက်အဆင်ပြေပြီးလူစီကားရဲ့နေရာလေးမှာဖြစ်ပါတယ်။ဈေးကလည်း350ရှော့တင်ရှိသေးရဲ့နော်။ဒုတိယအင်းလေးကိုပြပေးမယ်။ဒီအင်းလေးကတော့ရက်ွက်အေးချမ်းပြီးကားဝင်ထွက်အဆင်ပြေပါတယ်။တစ်ပင်ဆိုင်ခြင်းနဲ့လူကြီးမင်းများအတွက်ကောင်းရင်းနဲ့အင်းရှိမှာမြေပေါ်လေးတွေပါရှိတာဖြစ်လို့တိတ်ကိုအဆင်ပြေတာပေါ့ဒီကျဲက32-30ရှိပြီးဈေးကလည်း350ကျော်တင်ရှိရနော်ကဲဒါဆိုနောက်ပြန်ဆက်ပြပေးမယ်ဒီရဲ့ကျဲက1954ရှိပြီးကားဝင်ထွက်လည်းအဆင်ပြေတယ်အရှိမှလည်းကားထားလို့ရတယ်ဒါလည်းမပြီးသေးဘူးနော်ဒီမိပြေဆောင်ပါရှိပြီးဈေးကလည်း300အလျှော့တင်ရှိသေးရဲ့နော်အင်းလေးတွေပြပြီးပြီဆိုတော့မြေကွက်လိုလေးတွေကိုထပ်ပြပေးပါမယ်ဒီမြေကွက်လေးကပေကျဲ25-51ရှိပြီးရေပါရှိရဲ့မြေကွက်လိုလေးပဲဖြစ်ပါတယ်ဈေးကလည်း300အလျှော့တင်ရှိသေးရဲ့နော်နောက်ထပ်မြေကွက်လေးကလည်းပေကျဲ28-51ရှိပြီးရေမိပြေဆုံးပါတယ်မြေကွက်လိုလေးပဲဖြစ်ပါတယ်ရှင်ဈေးကလည်း350ကျော်တင်ရှိရဲ့နော်ချက်သီးရုပ်ခိုင်ကလုံကျော်အောင်လုပ်ပေးထားပြီးကားဝင်ထွက်လည်းအဆင်ပြေပါတယ်လူစီကားတဲ့နေရာလေးမှာလည်းဖြစ်ပါတယ်ရှင်ဒီမြေကွက်လေးကတော့ပေကျဲ15-60ရှိရဲ့350ရမြေကွက်လိုလေးပဲဖြစ်ပါတယ်ဒီမြေကွက်လေးကပေကျဲ15-31ရှိပြီးရေပါရှိရဲ့မြေကွက်လိုလေးပဲဖြစ်ပါတယ်အင်းရှိလန်းကိုလည်းကွန်ကရစ်လန်းပြည့်ခင်းထားပြီးဈေးနှုန်းကလည်း350ရှော့တင်ရှိသေးရဲ့နော်ယခုပြသွားတဲ့အင်္ဂလိပ်ချန်လေးတွေကသတင်းကြုတ်ပြီးရင်တော့ယခုလိုဈေးနှုန်းနဲ့ရတော့မှာမဟုတ်လို့အမြန်ဆုံးလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရရှင်အင်္ဂလိပ်ချန်ကိုပဲအစဉ်သင့်နေမလားကိုယ်စိတ်ကြိုက်အိမ်ခောက်ချင်လို့မြေကွက်လိုလေးပဲယူမလားဒီပါတွေကိုဝယ်ပေးမလားကိုယ်တိုင်ပဲဝယ်နေမလားတိတ်တထောင်နဲ့ယခုလိုအင်္ဂလိပ်ချန်လေးတွေဝယ်ယူချင်တယ်ဆိုရင်တော့ဗရမများမြင့်ချန်မျိုးကိုအမြန်ဆုံးဆက်သွယ်လိုက်တော့နော်